မှာမင်းရှိရုံးကရှူးမိုက်စွာနဲ့လက်ကိုဆွဲဘဝသက်ထူမယ်ဘာကြောင့်ခုမလိုက်တာလဲပြောပါအရင်ကနားထောင်ကောင်းတဲ့စကားသံတွေကိုကြားချင်တယ်အမုန်းတွေမရှိရဲ့နေမြေတစ်ကိုဒိုးနှစ်ယောက်တူသွားချင်တယ်အလုပ်တွေလုပ်ပြီးစိတ်ကိုရင်တော့အတူတူနေထိုင်ဖို့ငါတခါတလေငါမျက်နှာငယ်တယ်ရှင်မခိုင်လို့နောက်เจ้าနဲ့ပြက်ပြီလားလိန်နာညာတာရက်ပြီလားအများကပြောတဲ့မင်းတဲ့နေကနားမဆက်အောင်ဟတ်ထီလားငါလည်းလူငယ်တယောက်ပဲအသွေးနဲ့အသားနဲ့တီဆောက်ထားတာအဝေးကမတိုးပါနဲ့ရဲလေးဆိုတဲ့ဒီကောက်နားကအပြတ်သက်ဒီတစ်ခေါက်ဝေးကိုအကြောင်းကိုငါတွေးရင်မနှက်ပြတ်တဲ့စာထဲမှာတွေးပါလိမ့်မနာရေးတဲ့ယူတယ်ဘာဖြစ်လို့အဲ့ဒါလောက်တော့ဖြစ်သွားတာလဲဘာကိုမှခရီးမဆိုင်ဘူးလေးနဲ့တဲ့အချက်များစွာနဲ့အကွက်တွေရွှေ့စေတခြားလူတွေနဲ့အပြင်မှာတွေ့လဲသူ့ရဲ့ပြောမှကျွန်တော်စီးမျောလို့ဝင်သွားတာပဲကိုယူတယ်လို့ပြောခြင်းပြောပါအထမရှိနိုင်သောအချက်များနဲ့ကိုခွဲလို့နေမှာကိုစိတ်ထဲရှိသောစုတွေတောင်းမယ်တနေ့မှမျက်နှာဆုံးမင်းနဲ့ယုံကြည်ချပေါင်းရပါစေကျွန်တော်ကို26နှစ်ထဲမှာပေးတင်ဆရာတွေအားလုံးဟောကြတယ်မင်းမိမကိစ္စပြတ်လို့ရှင်နေပါတယ်မောရမယ်ပူးစာရှင်ကနောက်9နှစ်မှာပေါ်လာမယ်လို့ပြောသွားတယ်မင်းအတွက်နဲ့မခံနိုင်ပါဘူးငါမှထွက်တာတော့တာပဲအရင်ကမင်းမရှိတဲ့ပြုံးတွေခုတော့ဘယ်မှာလဲတကယ်ပါပဲမရဲပါနဲ့သူ့လေရန်ကိုလဲတာပဲမဟောင်းနိုင်ပါဘူးတစ်တေလို့ငါလည်းပန်းနိုင်မဲ့ပြီးချစ်နေလို့မင်းကြီးတွေကိုမခံနိုင်ပါဘူးကိုယ်ကောက်တဲ့မြစ်တယ်လို့စိတ်ထဲမှာတွေးရင်ယူသလိုပဲအခုလိုလဲလို့မေးလိုက်တိုင်းသူ့ပုံစံကမထူးလို့ပဲလိုအပ်မယ်ဆိုအသုံးပြုပါတော့ငါရဲ့ကြောပြင်ကိုမင်းကလေးဒါကြီးကမင်းရဲ့ဝေါ်ရင်လို့အချစ်မသိပါဘူးမင်းမသိနိုင်ဘူးကျွန်တော်နေတော့ကိုရဲ့ဖြစ်စဉ်များကိုမပြောင်းလဲပါဘူးကိုမပြောင်းလဲနိုင်ဘူးအချစ်ရဲ့နာအေးချမ်းမှုတွေနဲ့ကိုယူတယ်လို့ပြောခြင်းပြောပါအထမရှိနိုင်သောအချက်များနဲ့ကိုခွဲလို့နေမှာကိုစိတ်ထဲရှိသောစုတွေတောင်းမယ်တနေ့မှမျက်နှာဆုံးမင်းနဲ့ယုံကြည်ချပေါင်းရပါစေယုံကြည်ချဘယ်တော့မှပေါင်းရမှာလဲတန်တရားတွေနဲ့ဒိုးတွေဘွားလူတွေကိုအားကြပါတယ်ဒါပေမဲ့အစိုးတွေများညဉ့်ညမ်းတဲ့ဒီလိုလောကတွေကြားကျင်တဲ့ဘယ်သူကမင်းရဲ့အချစ်ဆုံးငါ့ကိုပြောပြနဲ့ငါမသိချင်တော့ပါဘူးမင်းရဲ့ပေါက်ပြချောင်းတွေကိုငါမကြားချင်တော့ပါဘူးမင်းရဲ့ရှုပ်တဲ့သတင်းတွေကိုမင်းတွေးထွေးမှလားငါအေးဆေးပါကွာတဲ့ရဲ့မင်းကိုချစ်ခဲ့မိတာတွေကိုတွေးပြီးမှကွာပြောခြင်းပြောပါအထမရှိနိုင်သောအချက်များနဲ့ခွဲလို့နေမှာကိုယ်စိတ်ထဲရှိသောစုတွေတောင်းမယ်တနေ့မှမျက်နှာဆုံးမင်းနဲ့ယုံကြည်ချပေါင်းရပါစေကိုယူတယ်လို့ပြောခြင်းပြောပါမရှိနိုင်သောအချက်များနဲ့ကိုခွဲလို့နေမှာကိုစိတ်ထဲရှိသောစုတွေတောင်းမယ်တနေ့မှမျက်နှာဆုံးမင်းနဲ့ယုံကြည်ချပေါင်းရပါစေယုံကြည်ချပေါင်းရမျက်နှာဆုံးမင်းနဲ့ယုံကြည်ချ